လဲဘာအတွက်လာလဲမဟုတ်ဘူးယူနီဖောင်းနဲ့လာတယ်ဆိုရင်ကျမပြောချင်တာကအကိုတို့ကဒါလောက်အော်မဟုတ်လေဒါလောက်အော်ဟစ်မဟုတ်ဘူးကျမပြောနေတာအောင်ဒါလောက်အော်ဟစ်ပြီးတော့ကျမအိမ်ကိုဒါလောက်အော်ဟစ်ပြီးတော့လာနေတော့ကျမပြောတာပါနော်မေးတာဟမ်မဟုတ်ဘူးလေတကယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကအခုရာဇဝတ်မှုကျူးလွန်တယ်လို့ပဲအိတ်ရှိကနေပဲဒါလောက်တကားကိုအဲ့လောက်ထိဝုန်းဆန်နေအောင်တဲတော့ကျမဘယ်လိုလုပ်ကြမလဲဒါခုနအကိုပြောကြအဲ့လိုပုံစံမျိုးမဟုတ်ဘူးလေဟုတ်တယ်မဟုတ်ဘူးကျွန်တော်ပြောပြမယ်အဲ့ဒီလာစစ်တယ်ဆိုရင်လေအကိုတို့ကရင်းချင်းနဲ့ညီမရဲ့အိမ်ထဲမှာဘယ်သူရှိလဲဟုတ်တာမဟုတ်ဘူးလားဘယ်သူရှိလဲမကြကျမဥက္ကဋ္ဌကိုခဏပြပေးပါမဟုတ်ဘူးဆိုတော့မလေးရှုပ်ပေးပါမဟုတ်ဘူးမက်ချုပ်ပြောင်းတော့သမီးကအဲသင်းနိုင်တာဒီကဥက္ကဋ္ဌကိုသမီးသိလို့ပါနော်ရက်ကွက်လူကြီးကလက်ကွက်လူကြီးရုပ်ကိုသမီးကသိလို့ပါရှင့်နော်အဲ့ဒါကြောင့်မလို့ပါကြည့်မလားဒါအိုကြီးမဘူးလေနာဘူးလေလဲလို့နေတာဟုတ်လားဒါအိုကြီးလားအဲသင်းစစ်ဖို့လို့ပြောပြီးသားကျွန်တော်မဟုတ်ဘူးအကိုတို့အဲသင်းစစ်တာကိုခုနသင်းရဲ့ဒီတကားကိုဘာလို့အဲ့လောက်ထိခောက်တာလဲလို့သင်းအဲ့ဒါလေးမသိလို့ပေါ့မဟုတ်ကျွန်တော်တို့ကအကိုအိတ်ချိန်မဟုတ်သေးဘူးလေဒီချိန်ကနိုးပါတယ်ရှင်ဟဲ့ကဲဟုတ်မအဲ့ပြောဟိုအခြေတမ်းမဟုတ်ဘူးကျွန်တော်အဲ့စစ်ကျင်တယ်အမပေးစစ်ပါကျွန်တော်လည်းဟုတ်ကဲ့ပါပေးစစ်ပါမယ်နော်ပူပေါင်းပါမယ်နော်ဟုတ်ကဲ့အခုလောလောဆယ်မောခဏလေးနော်ဟုတ်ဖွင့်ပေးမယ်ဟုတ်ကဲ့ပါတကားတစ်ချက်ဖွင့်နော်ဟုတ်အမေဟိုမှာပေးတော့လာအဲ့ဒီစားပဲပြလာခဲ့ယူလာခဲ့အဲ့ဒီစားပဲယူလာမယ်ဟိုအိမ်ဖြစ်တော့အိမ်ဖြစ်တော့ဦးကပေါ့ကိုတို့ကဘာလဲတကားရို့ရိုက်ဖွင့်ပြီးဘာမှလည်းမသိဘူးအော်လဲမအော်ဝဲနဲ့ဘာလဲဆိုတော့နော်အကိုတို့ကမဟုတ်ဘူးလေလူရှိရကွာကျွန်တော်ပြောတာခေါ်မတင်တဲ့အိမ်ဆိုလဲတင်းတင်းလားဒါဘသူအိမ်လဲခေါ်လို့ရတယ်နော်ရဲအော်ဟေးကိုရိုက်ဖွင့်လာဒီမှာကြီးကျမတကားအစဒီလိုအစိတိုင်းချမ်းရပါတယ် no ကျွန်တော်ကဘာတစ်ခုမှတော့မထိရသေးဘူးကျွန်တော်အခုဒီမှာလိုက်မှရှိတာပြီးသားဘသူ့အတွန်းကမှလည်းမသိဘူးအုပ်ကြီးကိုကျွန်တော်ဒီကပောက်ကလေးရပဲမျက်နှာကြည့်ရပါရှင်လက်မအိုးခဏလေးဆောင်ကျွန်တော်ကဖုံးဆက်ထားလို့အခုခဏလေးပဲနော်မို့ကျမလည်းဆက်စရာရှိရလူရှိရလေနော်ဟုတ်ကဲ့ရှင်ဘာလို့ကျမပထမတစ်ခေါက်မှတော့ကလည်းကြုံပြီးသွားလို့ပါနော်အကိုအဲ့ဒါလေးတော့သင်းကိုနားလဲပေးပါလို့မြစ်တာရက်ခံပြသည်နော်ကျမပထမတစ်ခေါက်နော်မဟုတ်ဘူး9လပိုင်း16ရက်နေ့ည10နာရီခွဲမှာကျမအိမ်ကိုယူနီဖောင်းမပါဝဲနဲ့လူ9ယောက်ဝင်လာတယ်ရှင်အဲ့တော့ကလည်းကျမတယောက်တည်းဖွင့်ပေးလိုက်တယ်ပြီးတော့လည်းဘာမှလည်းမဟုတ်ဘူးလူုံတစ်ချက်ရိုက်သွားပြီးတော့မိုးလင်းမှပြန်သွားတယ်ဒါပေမဲ့ဖွင့်ပေးလိုက်မိတာကကျမအမားပေါ့ကျမတယောက်တည်းရှိတဲ့အချိန်မှာကျမကိုချင်းချောက်တယ်ဒီလိုပဲဟိုဘာလဲတနာရီခွဲကျော်မှာဘာလုပ်လဲတကားကိုဂျိုင်းဖွင့်မလားဖွင့်မှုလားဆိုပြီးတော့ကျွန်တော်ကိုဂျိုက်ဖွဲ့ပြီးတော့ဖောက်ခဲ့တယ်9လပိုင်း16ရက်နေ့ညတနာရီခွဲဌာနဆိုင်ရာတာဝန်ရှိတဲ့လူဖွဲ့စုံလာခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမဟုတ်ကျမပြောတာကအကိုတို့လည်းနားလဲလိမ့်မယ်လို့ထင်ပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတာဝန်ရှိတဲ့သူတွေပြောတဲ့စကားကိုဟုတ်ကဲ့ကျမလိုက်နာပါတယ်အခုအကိုတို့လည်းကျမကိုနည်းနည်းလောက်လေးနားလဲပေးပါလို့သင်ကဟိုမြစ်တာရက်ခံတာပါရှင့်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အတွေ့အကြုံရှိတော့ကြောက်နေတာမတိုင်းပြောရရင်တော့ဟုတ်ကဲ့ပါအားကြောင့်မလို့အမမင်းမသားကိုအနိုင်ကျင့်ခြင်းလည်းမရှိပါဘူးဟုတ်ပါတယ်နားလဲပါတယ်ဒါပေမဲ့သင်ပြောတာပထမတစ်ခေါက်ကသင်ဒါမျိုးလေးကြုံသွားခဲ့လို့သင်ကိုနားလဲပေးပါလို့အကိုလို့မြစ်တာရက်ခံတာပါနော်ဟုတ်ကဲ့ပါကျွန်တော်တို့တာဝန်ရှိတဲ့အတိုင်းပြောတဲ့ချိန်မှာဟုတ်ကျွန်တော်တို့တာဝန်ရှိတဲ့လူတွေတာဝန်ရှိတဲ့စကားပြောတဲ့ချိန်မှာအမတာဝန်ရှိတဲ့ပြည်သူတယောက်နေဖြစ်ဟုတ်ကဲ့ပါလိုက်နာပေးပါမယ်အကိုသင်ပြောတာကလည်းအခုတကားဖွင့်မယ်အဲစင်းစစ်မယ်ဟုတ်ကဲ့ပါဖွင့်ပေးပါဟုတ်ကဲ့ပါဟုတ်ပြီလားနော်အခုသင်ပြောချင်တာကအကိုတို့ခုနကတော့ငါဖက်လက်တဲ့ချိန်မှာသင်ကပထမတစ်ချိန်အဲ့လိုမျိုးကြုံရတဲ့ချိန်မှာတော့အခုလောလောဆယ်ကကြောက်သွားလို့ဒါအကိုတို့ကိုတန်းပြီးတော့မဖွင့်ပေးသေးတာပါနော်ဟုတ်ကဲ့ပါဖွဲ့စည်းတွေရောတာဝန်ရှိတဲ့ရဲတပ်ဖွဲ့အစုံပါပါတယ်အမတို့အခုမြစ်တာရက်ခံနေပါတယ်ဟုတ်ကဲ့ပါအမြန်ဆုံးဖွင့်ပေးပါဟုတ်ကဲ့ပါဖွင့်ပေးပါမယ်အမေဖွင့်ပေးလိုက်အဲသင်းစာပဲပါလားပါတယ်ပြီရပြီတော့တယ်
ရပါတယ်ရှင်ခုနလေအကိုဟိုတစ်ချက်အုပ်ချုပ်ရင်မှုမျက်နှာလေးတင်းကြည့်ပြရသေးရှင်ကျွန်တော်ဦးဖြစ်သွားပြီလားဟိုသမီးတို့ပြောင်းဟိုကိုရက်ကအဲစင်းတိုင်တော့ဦးမဟုတ်ဘူးနော်ဟုတ်ပါတယ်တခြားတစ်ယောက်ပါဥက္ကမောင်လည်းဟုတ်ဥက္ကမောင်လည်းမဟုတ်တော့ဘူးလားအော်ဟုတ်ကဲ့ပါသင်တို့ကဥက္ကမောင်လည်းနဲ့တီးလို့ပါနော်ရပါတယ်အကိုလို့ထဲမဲ့မှာဆိုလဲဝင်လို့ရပါတယ်ရှင်ဟုတ်ပါအကိုကျွန်တော်ဖုန်းအဲ့လိုမျိုးမလုပ်နိုင်ဘူးဟုတ်လားဒါကတက်တယ်မနေပါဘယ်တာနော်အကိုဒါမျိုးလုံးဝမရှိဘူးလေခေါ်ချုပ်ဟုတ်လားဟဲ့